လာပါဒီနေ့မှာတော့ Helen ကဒီအရက်ရှိကြီးလေးကိုပြပြပြပါမယ်ဖြစ်ပါရဲ့ဆိုတော့အားလုံးပဲရှူတာစေပေးကြပါအောင်ရှင့်ဆိုတော့ Helen တို့ပထမအဦးဆုံးအနေနဲ့တော့မီနူးတဲ့ကိုဝင်လိုက်ပါမီနူးရဲ့ဝင်ပြီးရင်တော့ Helen တို့ဒီ proof ဆိုတဲ့နေရာကိုဝင်လိုက်ပါ oops sorry ပါဝင်ပြီးရင်တော့ Helen တို့ပေါ့နော်ဒီခဏလေးပေါ့နော်ဒီနာကဒီ chara edit ဆိုတာလေးဝင်လိုက်ပါဝင်ပြီးရင်တော့ Helen တို့ဒီအောက်ကိုနည်းနည်းဆွဲချလိုက်ပါဆွဲချပြီးတော့ Helen ဒီမှာဒီ character ဆိုတာရှိပါတယ်ဒီပေါ့နော် position rotation scale Helen naturally လည်းမှားသွားရင်လည်းတောင်းပန်ပါတယ်ပေါ့နော်အဲ့ဒါတိတ်မသိဘူးပေါ့နော်ကျတော့ဒီနေရာမှာ Helen တို့ဒီလိုအဲ့ဒီအရာကိုနှိမ့်လိုက်ဒီလိုဖြစ်သွားပါလိမ့်မယ်ဆယ်လာနဲ့ဒီလိုဖြစ်သွားပါလိမ့်မယ်ပေါ့နော်ဒီလိုဖြစ်သွားရင်ဒီနားလေးကိုနှိပ်လိုက်ပါနှိပ်ပြီးရင်တော့ Helen တို့ဒါကတော့ Helen တို့အရက်ရှည်ဟာပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ဒါအရက်ရှည်ဟာပဲဖြစ်ပါတယ်ဆိုတော့အရက်ပူပါဟေးဟေးနောက်ဆိုစီဆိုတော့ဒါကတော့ Helen တို့ဝါရဟာပဲဖြစ်ပါတယ်ဒီလိုမျိုးအကြီးဝါသွားတာပေါ့နော်အဲ့လိုမျိုးပေါ့နော်oops ရှစ်ဆက်လေးဆော်ရပါနော် okay ဒါကတော့ Helen တို့ဒီလိုဘေးကနေကြည့်ရဝါရဟာလိုမျိုးတော့ဒီလိုမျိုးအကြီးဖြစ်သွားရဟာလိုမျိုးပေါ့နော် okay ဆိုတော့ဒါကတော့ Helen တို့အရက်ရှိဒီရဲ့ဒီလိုနဲ့ဝါနေရပေါ့နော် oops စပယ်မလုပ်တော့ဟေးပြီးတော့မပါအောင်စားပါပေါ့နော်ဆိုတော့ Helen ဒါကတော့ Helen တို့ရဲ့ဒီအရက်ရှိနေနဲ့ဝါနီးတို့အဲ့လိုဘေးကနေကြည့်ရဝါနီးအဲ့လိုမျိုးပေါ့နော်ဆိုတော့ Helen ဒါကိုတော်ပါလေတင်ထားပါတယ်ပြီးတော့ဒီရက်ကြည့်နေတဲ့သူတွေကပေါ့နော် YouTube မှာကြည့်နေ Helen ကိုတော်ပါလေတွားပြီးတော့ဒီ follow လေးလုပ်ပေးတော့ပါအောင်လို့ Helen ရဲ့ဒီ TikTok အကောင့်ကလည်းဒီလိုမျိုးလေးပါပဲဒါပေမဲ့ပုံလေးရတော့တော့ Helen အရင်တော့ပေးထားတဲ့ပုံလေးပါOkay ဆိုတော့ဒီနေ့ video လေးကဒီလောက်ပါပဲအားလုံးပဲရှုတာစေပေးကြပါရှင့်